ပညာရဲ့ကိုတက်ပြီးတော့မှဝင်ငွေတိစောင်းလို့မရသေးဘူးဆိုတော့ဒီအချက်နှစ်ချက်ကိုသိဖို့လိုအပ်တယ်ကျမတို့ဝင်ငွေတစ်ခုရဖို့အတွက်ဆိုလို့ရှိရင်ဘယ်လိုလူတွေရဲ့ပြဿနာကိုဖြေရှင်းပေးမှလဲဆိုတာကိုအရင်ဆုံးရွေးချယ်ဖို့လိုအပ်တယ် hypnotherapy ပညာရဲ့နဲ့ပြဿနာဖြေရှင်းလို့ရတာဒီပထမတစ်ချက်စိတ်ဒဏ်ရာတွေကိုဖြေရှင်းပေးလို့ရတယ် negative emotion တွေ child trauma တွေ love trauma တွေ money trauma တွေဒီလိုစိတ်ဒဏ်ရာတွေကိုဖြေရှင်းပေးလို့ရတယ်ကျမကတော့စိတ်ဒဏ်ရာနဲ့ပတ်သက်ရင်အကုန်လုံးကိုရှင်းပေးတယ်ပေါ့နော်နောက်တစ်ခုကတော့ brain program လို့ပြောလို့ရှိရင် child brain program เนาะနောက်တစ်ခုအထက်တန်းကျောင်းသားတွေမှာဆိုလို့ရှိရင်အမှတ်ကောင်းကောင်းနဲ့အောင်မြင်ဖို့အတွက် programming ပြန်လုပ်တာ brain programming နဲ့တွားလို့လည်းရတယ်နောက်ထပ်တစ်မျိုးကတော့ coaching တွေမှာဆိုလို့ရှိရင်ကျမတို့သိစိတ်နဲ့ coaching ပေးတာထက်စားလို့ရှိရင်မသိစိတ် unconsciously conscious ပေးတာဒီလူတယောက်အတွက်ရလက်ပို့ပြီးတော့မြန်ဆန်တာဖြစ်တယ်နောက်ထပ်တစ်မျိုးကတော့ counseling လုပ်တဲ့နေရာမှာကျမတို့ဒီလိုအပေါ်ယံသိစိတ်နဲ့အကြံဉာဏ်ပေးတာတဲ့မသိစိတ် unconsciously သူတို့ကိုအကြံဉာဏ်ပေးနိုင်မယ်ဆိုရင်တော့ဒီတယောက်ဒီတိုးတက်ပြောင်းလဲရတာအရင်ကိုမြန်တာဖြစ်တယ်လွယ်ကူတာဖြစ်တယ်ပေါ့နော်အဲ့တော့ကိုဘယ်လိုမျိုးပြဿနာမျိုးကိုဖြေရှင်းပေးမှလဲဆိုတာကိုရွေးချယ်ဖို့လိုအပ်တယ်အဲ့လိုရွေးချယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျမတို့ကိုရွေးချယ်ထားတဲ့အရာကိုကျွမ်းကျင်တဲ့အရာကိုဖြေရှင်းပေးမဲ့အရာကိုကျမတို့ကိုတယောက်တည်းသိနေုံနဲ့မရအောင်တခြားသူတွေသိသွားအောင်အဲ့လိုပြဿနာဖြစ်နေတဲ့သူတွေကိုယ့်စီလာလို့ရအောင်social media မှာ personal brand တည်ဆောက်ဖို့လိုအပ်တယ် personal brand ခိုင်မာမှသာနေ personal brand ရှိမှသာနေဒီလူတွေကကိုယ့်စီကိုလာပြီးတော့မှသူတို့မှာရှိနေတဲ့ပြဿနာတွေကိုလာပြီးတော့ဖြေရှင်းပေးမှာအဲ့လိုဖြေရှင်းမှသာနေကျမတို့ဝင်ငွေတစ်ခုဆိုတာရမှာဖြစ်တယ်အဲ့တော့ personal brand တည်ဆောက်ဖို့ဆိုလို့ရှိရင်ကျမတို့တွေနော် social media အကြောင်းသိဖို့လိုအပ်တယ် marketing အကြောင်းတွေသိဖို့လိုအပ်တယ် sales အကြောင်းတွေသိဖို့လိုအပ်တယ်ဆိုတော့မိတ်ဆွေက hypnotherapy ကုထုံးကိုတက်မြောက်ပြီးတော့မှဝင်ငွေတည်ဆောက်လို့မရသေးဘူးဆိုလို့ရှိရင်ကျမရဲ့နှစ်တာအတွေ့အကြုံကိုပြန်ပြီးတော့မှကွန်ဆော့ပေးမှာဖြစ်ဒီ3လပိုင်းမှာယူမယ်ဆိုလို့ရှိရင်တော့ VIP နော်ကုထုံးလက်ဆောင်ရရှိမှာဖြစ်တယ်ကျမတို့ hypnotist တွေဒီသူများကိုကုထုံးပေးဖို့အတွက်ကိုယ်မှာစိတ်ဒဏ်ရာတွေကင်းနေဖို့လိုအပ်တယ်အဲ့တော့မိတ်ဆွေကစိတ်ဝင်စားတယ်ကို hypnotherapy ကုထုံးနဲ့ဝင်ငွေတစ်ခုကိုတိစောက်ချင်တယ်ဆိုလို့ရှိရင် Messenger မှာတွားရောက်ပြီးတော့မှဆင်းပေးသွင်းနိုင်ပါတယ်ကျေးဇူးများတင်ပါတယ်ရှင့်ဆုံးချင်ပါတယ်နော်